ပြုသူသည်ဖြစ်သူအဟောင်းပြုတဲ့ပုဂ္ဂိုလ်ကအသက်ဖြစ်တဲ့ပုဂ္ဂိုလ်ကအဟောင်းဒီနေ့တရားဓမ္မတွေလည်းအဲ့ဒါလိုပဲတခါတည်းကြတော့ကိုယ်ကကောင်းတာလုပ်ပြီးညာတာတချို့ကမကောင်းမှုလို့မြင်တတ်ကြကိုယ်ကကောင်းတာတွေဘယ်လိုလုပ်လို့ကောင်းတာတွေဘယ်လိုပြုဒီဘဝကြီးကကိုယ်ပေါ်မှာအထင်သေးမြင်သေးပြီးမကောင်းတာကိုပဲအတင်းဖြစ်နေပြောတတ်ကြတယ်သူတို့ကိုသွားပြီးစိတ်မဆိုးနဲ့ပြောဆိုခြင်းမောင်းတဲ့ပုဂ္ဂိုလ်တွေအတင်းဖြစ်ပြောတဲ့ပုဂ္ဂိုလ်သွားပြီးတော့စိတ်မဆိုးနဲ့မေတ္တာလေးပို့ကိုကအတိတ်ကမကောင်းခဲ့ဘူးလေကိုကအတိတ်ကမကောင်းတဲ့အကြောင်းတရားတွေသူတို့ဘာတွေပေါ်မှာကိုကမကောင်းတဲ့အကြောင်းတွေအပြောအဆိုတွေမရင်မကြီးအမျိုးစုံဆဲဆိုခြင်းမောင်းပြီးအတင်းဖြစ်နေပြောမှုခဲ့တယ်မယုံမသိမလွတ်မိခဲ့တယ်ကိုယ့်ထက်သက်ကြီးမှလည်းမသိခုနဝတိဝယဝတိပုဂ္ဂိုလ်တွေယုံသည်လေးစားရမှလည်းမသိပဲကိုနေခဲ့တယ်လူမကြီးဖြစ်နေတရားမသိသံဃာမသိကံနဲ့အကျိုးပေးကိုကြဲနေတာမသိပဲနဲ့လူမကြီးဖြစ်နေအများကြီးတို့ဖြစ်ခဲ့ပြီထို့ဘဝတွေကတို့လူသားသမားကြီးလည်းဖြစ်ခဲ့ပြီသူတို့ကသခိုးဓမြတွေဖြစ်ခဲ့ပြီကိုကြနှုတ်ကြမ်းတွေနဲ့အမျိုးသူပဝန်းကျင်ပေါ်မှာဒုက္ခပေးခဲ့တဲ့ဘဝတွေအများကြီးတို့ဖြစ်ခဲ့ပြီထို့ဘဝတွေကပြုလုပ်ခဲ့တဲ့ကံတရားတို့သည်ပစ္စုပန်မှာလာပြီးအကျိုးပေးတတ်တယ်ကိုမကောင်းမတရားပြောတတ်တယ်မတရားဆွဆွဲတတ်တယ်ကိုကကောင်းတာတွေဘယ်လိုလုပ်ရင်ညောလဲအနည်းငယ်မပြောဘလောက်တဲ့မကောင်းတာလေးကိုတခါနဲ့တတိလည်းပြီးပြောမိဆုံးသွားတယ်အဲ့ဒါကိုပင်လည်းကဘာမကြီးဖြစ်ပြောလို့မပြီးတော့ဘူးပြောဆိုလို့မပြီးတော့ဘူးကျိန်မောင်းလို့မပြီးတော့ဘူးဘာဖြစ်လို့အာဃာတတွေကအမြဲတမ်းသူတို့စိတ်ထဲမှာလွှမ်းမိုးနေတာဘူးဘာဖြစ်လို့အာဃာတတွေဒေါသအာဃာတတွေလွှမ်းမိုးနေတယ်တရားမှမရှိပဲဘူးခန္ဓာရဲ့ဒီယုံနာဓမ္မသင်္ခါရတရားပေါ်မှာအနိစ္စကိုအနိစ္စလို့သူမမြင်အောင်မကြည့်ဒုက္ခကိုဒုက္ခလို့မြင်အောင်မကြည့်အနတ္တကိုအနတ္တကိုအနတ္တလို့မြင်အောင်မကြည့်မလုံးမသက်မစင်မချင်းတဲ့အခါမှာမိမိမျက်စိရှိမှပေါ်လာတဲ့အာယုန်နမိတ်နောက်ကိုလိုက်ပြီးတော့လောဘဒေါသမောဟမိဒီလောင်တဲ့မျက်စိမှာမိလောင်ရောနာမမိလောင်တဲ့နှာခေါင်းမှာရှာမကိုယ်မှာစိတ်မှာမိလောင်ရောအဲအာယုန် द्वार တိုက်တိုင်းမှာတတိမထားမိဘူးတတိပဒံတရားတို့ဖြင့်စင်ကြင်သုံးသပ်မှုမရှိသောပုဂ္ဂိုလ်တို့အစင်မျိုးတို့ကိုအာယုန်ပြုပြီးတော့မျက်စိမှာမီးလောင်တယ်မျက်စိမှာမီးလောင်နားမှာမီးလောင်နှာခေါင်းမှာလည်းမီးလောင်တယ်ရှားမှာလည်းမီးလောင်တယ်ကိုယ်မှာလည်းမီးလောင်တယ်စိတ်မှာလည်းမီးလောင်ကြောက်စရာကောင်းတယ်မျက်စိနဲ့ကြည့်လို့မမြင်တဲ့မီးတငွေ့ငွေ့နဲ့နှလုံးအိမ်ကိုလောင်ကျွမ်းနေတဲ့မီးကြောက်စရာကောင်းကောင်းတာတွေပဲလို့မကောင်းတာပဲမြင်နေသူ့ရဲ့စိတ်ထဲမှာကောင်းတာတွေပဲလို့ပဲပြောလို့တခါတည်းဘာမဟုတ်တာလေးအကြောင်းကြီးပြန်ပြီးတော့အဲ့ဒါကိုကြီးမားပြီးတော့ယံကဗယံသူကြီးကဲ့သို့ပြောတတ်ကြတယ်ဆိုတတ်ကြတယ်အဲ့ဒါဒီကိုအပြစ်ပြောတဲ့ပုဂ္ဂိုလ်ကတော့ဒါသူအကျွေးတင်သွားပြီသူ့အတွက်ခံရတဲ့ပုဂ္ဂိုလ်ကတော့အတိတ်ကဖြစ်ခဲ့တဲ့အကျွေးတွေပြန်ဆက်ရတာဒါတော့ပြုသူအသက်ဖြစ်သူအဟောင်းလေပြုသူတွေဖြစ်သူအဟောင်း